ဟုတ်လားပါကျွန်တော်တို့ဒီနေ့တော့ပြီးခဲ့တဲ့အပိုင်းတုန်းကလုပ်ခဲ့တဲ့ကျွန်တော်တို့ note ကလေးတွေကဒီ note ကလေးကိုပြန်သုံးမယ်ပေါ့နော်ဒီ point လေးတွေကိုသုံးပြီးတော့ကျွန်တော်ဒီနေ့ဘာပိုင်းလေးကိုသွားမလဲဆိုရင်ကျွန်တော်တို့ vector နဲ့ပြီးရင် slant and column လေးတွေကို creation လုပ်တာကိုသွားမှာဖြစ်ပါတယ်အဲ့တော့ vector ဆိုတော့ကျွန်တော်တို့ကဒီမှာရိုက်ရှာလိုက်မယ်ဆိုရင် v e c v o r vector sorry ပါ VCTOR ဗက်တာလို့ရိုက်ရှာလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော် by coordinate နော်အကုန်လုံးကျွန်တော်ဒီမှာထုတ်ပြမယ်ပေါ့နော်ပြီးရင် by coordinate ပြီးရင် by 2 point ပြီးရင် h vector ပြီးရင် y vector ပြီးရင် z vector ဟုတ်ပြီနော်အသုံးများတာလေးတွေပေါ့နော်နောက်တစ်ခါ reverse တို့ပါလည်းသုံးတယ်ပေါ့နော် reverse တို့ပါလည်းသုံးတယ် h axis y axis တွေ z axis တွေလည်းဒါတွေလည်းသုံးရတယ်ပေါ့နော်ဒါကျွန်တော်တို့တွေဒီမှာ h axis ဆိုရင်1,0,0 y ဆိုရင်0,1,0 Z ဆိုရင်0,0,1ဆိုပြီးတော့ဒီလိုမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့အများကြီးတော့ဒီထဲမှာတော့စုံစုံလင်လင်ရှိတယ်ဒါတွေအားလုံးဒီကျွန်တော်တို့ဒီက Dynamo ကနေပြီးတော့ default ပါတဲ့ note တွေဖြစ်ပါတယ်နော် Okay အဲ့တော့ကျွန်တော်ဒီမှာဒါလေးတွေကိုပြောပြမှာဖြစ်ပါတယ် Z vector နော် Z vector ဆိုတော့ကျွန်တော်တို့ဒီကောင်ဒီအပေါ်ဘေးကိုထွက်တာလဲဆိုရင်အပေါ်ကိုပဲထွက်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာ point coordinate ဆိုတော့ဒီမှာ point လေးတွေရှိသွားပြီအဲ့ point လေးတွေကနေပြီးတော့ကျွန်တော်တို့ z direction နဲ့ပေါ့နော်ဘာလေးတွေထွက်မလဲဆိုရင် line လေးတွေထွက်မယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်ကဒီမှာ note ကလေးကဘေး note ကလေးသုံးမယ်ဆိုရင် line by line dot by start point direction length နော်အဲ့ဒီမှာဆိုရင်ဒီမှာ start point ပြီးရင် direction ပြီးရင် length ရှိတယ်ပေါ့နော်အဲ့တော့ start point အနေနဲ့ point ကအောက်ကရှိတဲ့ point နေ direction အနေနဲ့ကတော့ကျွန်တော်တို့ကဒီမှာ z direction နဲ့သွားမယ် lens ကိုဒီမှာမပေးသေးတဲ့အတွက်ကြောင့် lens ကိုကျွန်တော်တို့ကဒီကသုံးပေါ့နော် number slider လေးကိုပဲသုံးမယ်ပေါ့နော် number slider လေးပဲခေါ်သုံးလိုက်မယ် nu number slider လေးပဲခေါ်သုံးလိုက်မယ်ဒါလေးကိုကျွန်တော်ဒီမှာချိန်လိုက်ပေါ့နော်အဲဆိုကျွန်တော်ဒီမှာဒီကောင်ကျွန်တော် step ကို1နဲ့ပဲသွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ manual ကို automated ထားလိုက်မယ်နော်ဒီမှာပြောလဲဆိုတော့တဲ့ warning က h bar argument type autodesk design secret geometry of point သူရဲ့ဟိုဟာကနော်သူထဲကိုထည့်ပေးရမှာက geometry.point ရယ် AutoCAD design secret geometry.vector နော်ပြီးရင် level ပေါ့ level ဆိုတာတော့ဒီလက်ရှိအောက်ကဟိုနံပါတ်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်သုံးထားတာက AutoCAD design secret ဖြစ်ပြီးတော့ geometry ရှေ့ရကတော့မှန်တယ်ပေါ့နော်မှန်ပြီးတဲ့နောက်က function နဲ့ double နဲ့ဖြစ်နေတာပေါ့နော်အဲ့တော့ vector မှာဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာထည့်ပေးရမှာပေါ့နော်ဘာ vector လဲဆိုတာကိုထည့်ပေးရမှာ z vector double ဖြစ်နေတာပေါ့နော်ဒီထဲကထွက်သွားတာ double ထွက်သွားတော့ဒါဒီ note ကိုသုံးလို့မရဘူးပေါ့နော်ဒီ note ကိုသုံးရမယ်ကျွန်တော်တို့ဘေး vector ကိုသုံးမလဲဆိုတော့ဒီမှာ z vector နော် z axis ဒီမှာ z axis ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ဖြစ်သွားတယ်ဆိုတော့ထွက်သွားပြီပေါ့နော်ဟုတ်ပြီနော်ဒီ vector ပိုင်း z axis ရှိမယ် y axis ရှိမယ် h axis ရှိမယ်ပေါ့နော် axis 3မျိုးရှိမယ်နော်အဲ့တော့ကျွန်တော်တို့ကဒါတွေကဘယ်နေရာမှာသုံးလဲဆို face တွေနော် face တွေမှာဒီခါကျရင်ဒီဟာလေးတွေကအရန်အသုံးလိုပါတယ်နော်အဲ့တော့ဒီမှာဒါလေးကိုကစားတာနဲ့ဒီဘက်နဲ့ထည့်ဒီမှာဒါကတော့ထွက်သွားတာပေါ့နော်ဟုတ်လားဒါလေးတွေကိုသုံးတည့်ပြီးဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကအခြေခံကနေမှတစ်ဆင့်ဖြည်းဖြည်းချင်းကိုဘာကိုလုပ်ချင်တာလဲကိုဒီဘာကိုရည်ရွယ်တာလဲအဲ့ဒီပေါ်မှာမူတည်ပြီးတော့လုပ်ဆောင်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာ start point end point start point end point ကြတော့ဒီမှာ
သူကလည်း သူက end point ဆိုရင်နောက်ထပ်ကျွန်တော်တို့ကဘာလိုနေသေးတာလဲဆိုတော့ပေါ့ဗျာဟိုဟာလိုနေသေးတာပေါ့နော်point တွေကနောက်ထပ်ဒီကောင်ကိုတစ်စုံလုပ်ပြီးဖို့လိုသေးတာပေါ့နော်ဒီမှာတက်မလာဘူးပေါ့နော်ဒီကောင်ကဒါကျွန်တော်တို့ line နဲ့အတူတူပဲ line by start point end point ကို vector နဲ့သွားတာပေါ့နော် okay အဲ့တော့ဒီမှာဒါလေးက z vector number slider vector by coordinate ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီကဟိုဟာကိုslanted column လေးတွေကိုဟုတ်လားနော် slanted column လေးတွေကိုကျွန်တော်တို့ဒီအဲဟိုဟာကိုသုံးပြီးတော့ပေါ့နော်နေ့ကကျွန်တော်တို့အရင်ဘက်ကသုံးခဲ့တဲ့ဒါလေးကိုသုံးပြီးတော့ကျွန်တော်တို့ဒီဘာလုပ်ပြင်မလဲဆိုတော့ slanted column လေးတွေဆွဲကြည့်မယ်ပေါ့နော်ဒါဆိုမနေ့ကကျွန်တော်တို့ကဘာလဲဆိုတော့ဒီမှာကတော့ဒီကျွန်တော်ဒါနဲ့ပြထားတာပေါ့နော်နောက်ပိုင်းမှာကျွန်တော်ဘာလုပ်ပြင်မလဲဆိုရင်ဒီ point တွေကိုကျွန်တော်တို့ Excel ကနေပဲဒီမှာ survey တဦးစီကနေရတဲ့ data ပေါ့နော် survey point ပေါ့နော် survey point တွေကိုထည့်ပြီးတော့မှ column တွေ creation လုပ်အဲ့ column တွေတစ်ခုကြားမှာဘာလုပ်မလဲဆိုရင် slanted column တွေပါမယ်ဆိုရင်လွယ်လွယ်ကူကူ creation လုပ်လို့ရအောင်လက်တွေ့ပြမယ်ပေါ့နော် okay ဒါဆိုရင်ကြည့်ရအောင်ကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုရင်အရင်ဆုံးကဒီကောင်လေးကိုခဏဖယ်လိုက်မယ်ပေါ့နော် okay အဲ့တော့ဒီ point ကနေပြီးတော့ကျွန်တော်တို့ဘာထွက်မှာလဲဆိုရင် line ထွက်မှာနော် sorry line အတွက်ကိုပထမဆုံးဒါဒီကနေ point direction ကတော့ခုနကကျွန်တော်တို့ဘာလုပ်လိုက်လဲဆိုရင်ဒီမှာနည်းနည်းလေးကစားဖို့အတွက်ကဘယ်ကောင်ကိုသုံးရလဲဆိုရင်ဒီကောင်ကိုသုံးရပါတယ်ဒီမှာကျတော့ဘာဖြစ်လဲဆိုရင်တောက်လျှောက်အတဲ့ပေါ့နော်90 degree တက်တဲ့တောင်းမှန်ကျ perpendicular ဖြစ်တဲ့ကောင်ဖြစ်တဲ့တကြောင်မလို့ဒီကောင်ကိုဒီကောင်လေးကိုကျွန်တော်မသုံးဘူးပေါ့နော်ဒီမှာကျကျွန်တော်ဘာလုပ်လဲဆို slanted column ဆိုတော့ဆောင်းပါနော် start point နဲ့ end point မှာဆောင်းလေးဖြစ်မှာပေါ့နော်ဆောင်းလေးဖြစ်မှာမို့လို့ကျွန်တော်ကဒီမှာဘာလုပ်လိုက်လဲဆိုရင်ဒီကောင်ကိုယူလိုက်တယ်အဲ့ဒီမှာ vector ကို h ရယ် y ရယ် z ရယ်ဆိုပြီးထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်ဒီကထွက်မဲ့ vector ဒီဘယ်ကိုသွားမလဲဆိုရင်ဒီကိုသွားမယ်ဒါ direction ထွက်လာပြီပေါ့နော်ဒီမှာကြည့်ထွက်လာပြီဒီမှာထွက်လာပြီโอเคထွက်လာပြီထွက်လာပြီးသွားပြီဆိုရင်တဲ့နော်ထွက်လာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုဒီမှာ line ထွက်လာ line ထွက်လာပြီဆိုကျွန်တော်တို့လုပ်မှာဘာလုပ်မှာဆို structural column ပေါ့နော် structural column ဖြစ်တဲ့အတွက်ကြောင့်မနေ့ကလိုမျိုးကျွန်တော်တို့ကအဲ point instant နဲ့ point နဲ့သွားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီမှာ subpoint and point ရပေးထားပြီးသားရှိတယ်အတွက်ကြောင့်မို့လို့ဒီမှာဘာလဲဆို line နဲ့သွားဒီမှာဝင်ပေးရမှာဒီ cut ဖြစ်တယ်ရော့ level က B level မှာသုံးတာလည်းဖြစ်တယ်ဆိုကျွန်တော်တို့ level ကိုပြန်ယူမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ဒီမှာဘာဖြစ်လဲဆိုရင် length ပေါ့နော် length ကကြကျွန်တော်တို့ code block ကိုသုံးရင်သုံးမသုံးရင်ဘူးဆိုရင် number ကိုသုံးဟုတ်ပြီနော်ဒီ length ကကြတော့ကျွန်တော်တို့ဟိုမှာကြတော့အကြမ်းမြင့်တော့တွက်ရမှာပေါ့နော်အကြမ်းမြင့်လေးဘေးမှာတွက်ပြီးမှ length ဘလောက်ဆိုရိုက်ထည့်လိုက် what ဆိုသွားတာပေါ့နော်โอเคဒါဆိုရင်ဒီမှာတော်တူဒီမှာဘာဖြစ်နေလဲဆိုတော့စောင်းနေပြီပေါ့နော်ဒီမှာဒါလေးတွေကိုဒီမှာ automatic ထားတာဖြစ်တဲ့ကြောင့်မို့လို့ဒီမှာဟောရိုက်လို့ရတယ်ပေါ့နော်ရိုက်သလိုရိုက်လို့ရတယ်ဒါဆိုရင်ဒီမှာတော့စောင်းသွားပြီပေါ့နော်အဲပြီးတော့ H ကိုကစားရင်ဘာဖြစ်မလဲ H ကိုကစားရင်တော့ဒီမှာဘယ်ညာ H1 ရုပ်ရဲ့ဘယ်ဘက်ညာဘက်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာဘာလုပ်လဲဆိုရင်ဒီမှာ minimum ကိုဒီမှာ0မပေးနဲ့ -1 လို့ပေးလိုက်ပြီနော် -1 လို့ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ကH direction မှာလည်းကျွန်တော်တို့ဘယ်ညာကစားလို့ရမယ်ဟုတ်ပြီနော် Y direction မှာဒီမှာလည်း Z direction Z direction မှာလည်းကျွန်တော်တို့ကZ direction ကျတော့ step ကကျွန်တော်တို့ point 1နဲ့သွားတာပေါ့နော်ဒါလေးY direction မှာလည်းကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်ဒီမှာ -1 လို့ပေးထားလို့ရတယ်ဒါဆိုရင် Y direction မှာလည်းဘယ်စောင်းညာဘယ်ရိုင်ညာရိုင်ကိုရိုင်လို့ရတာပေါ့နော်သူ့ကိုဒီမှာဘယ်ရိုင်ညာရိုင်ရိုင်မယ်ဆိုလေရိုင်လို့ရတယ်ပေါ့နော်ဟိုဒီဒါကတော့ကျွန်တော်တို့ -1 -1နဲ့သွားတာပေါ့နော်0.1နဲ့သွားတာဒါက H
ဒီကောင်ကဘာလဲဆိုရင် y ဆိုလဲကျွန်တော်တို့ဒီမှာဘာပြောလဲ1 -1 ထားလိုက်ဒါဆိုရင်ကျွန်တော်တို့ဘယ်ရောညာရောရိုက်လို့ရမယ်ပေါ့နော် z ကတော့ကျွန်တော်တို့ဘာပဲသွားမယ်ဆိုရင် z ကတော့0နဲ့1ကြားမှာပဲသွားလိုက်တယ်ပေါ့နော်ဟုတ်လားဒါကိုကစားလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဒီမှာဆိုရင်ဒီမှာကျွန်တော်တို့က -0 -1 0ဆိုတော့ဗျာအာ minus y 5ဟောဒါဆိုရင်ကျွန်တော်တို့ဝင်ရိုးရဲ့အောက်ကိုဒီဘက်ကိုရိုင်ပေးတယ်ပေါ့နော်။ဘယ်လိုဆိုရင်ကျွန်တော်တို့က1ပဲ1.5လို့ပြောမယ်ဆိုရင်ဟိုဘက်ကိုရိုင်ပေးသွားပြီနော်။ဒါဆိုရင်ဒီကောင်ကိုကျတော့ကျွန်တော်တို့ဒီမှာဒီဘက်ကိုရိုင်ချင်တဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒီဟာလေးနဲ့ slider လေးနဲ့ကစားလို့ရတယ်ပေါ့နော်။ โอเคဗျာ။ဒါဆိုရင်ဒီ line ဒီ code block ကျတော့ကျွန်တော်ဒီမှာ5မီတာပေါ့နော်ဒီမှာ5မီတာကျွန်တော်ဟိုမှာ unit ကမီတာချိန်ထားရင်မီတာမီလီမီတာဆိုရင်မီလီမီတာသေးသေးလေးတော့ပေါ်နေမှာပေါ့နော်။အဲကြောင့်မလို့ကျွန်တော်တို့ကဘာလဲဆိုရင် project ဒီလေကိုဆိုတဲ့ project ရဲ့ template ရဲ့ဟိုဟာကိုလည်းသိဖို့လိုပါတယ်ပေါ့နော်။ Okay ပြီးသွားပြီဆိုကျွန်တော်ဒီမှာ structural column ဒီမှာထည့်ရမှာ structural column type ဖြစ်တဲ့ကြောင့်မို့လို့ structural column type နှုတ်ကလေးကိုယူမယ်ယူပြီးဒီမှာထဲကိုပြစ်ထည့်လိုက်နော်။ဒါဆိုဒီကောင်ကိုကျွန်တော်ခုနပြောလိုမျိုး dynamo player အနေနဲ့လုပ်ချင်တယ်ဆိုရင်ဒီကောင်ကို delete လုပ်လိုက်မယ်။လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ number slider လေးတစ်ခုကိုပြန်ပြီးတော့ခေါ်လိုက်မယ် control C control V လို့ခေါ်လိုက်မယ်ပေါ့နော်။ခေါ်ပြီးတော့ဒီမှာဒါလေးကိုထည့်လိုက်မယ် sorry ပါဒီလေးကိုထည့်မယ်ထည့်ပြီးတော့သူ့ကြဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီ0နဲ့ဘယ်ကြားမှာလဲဆိုရင်10ကြားမှာသွားမယ့် step ကို1လို့ပဲသတ်မှတ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ1နဲ့သွားတာပေါ့နော်ဒီမှာငါဒါဆိုရင်ဒီမှာကျွန်တော်တို့က auto run သွားတာခုနကဘာလဲဆိုတော့ဒီမှာဒီကောင်သွားချိတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် auto run သွားတယ်ဒီမှာလည်း complete ဖြစ်သွားပြီဒါဆိုရင်ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီကဟိုဟာ column လေးတွေဒီလိုစောင်းစောင်းလေးတွေနဲ့ selected column လေးတွေကိုရရှိမှာဖြစ်ပါတယ်ဗျနော်ကျွန်တော်ဒီမှာ selected column လေးကိုရရှိပါပြီဗျဟိုဘေဘက်ကိုစောင်းခြင်းလဲစောင်းခြင်းတဲ့ကောင်ကိုဘာလုပ်တာလဲဒီကောင်လေးနဲ့ကစားတာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုရင် group ခွဲလိုက်လို့ရတယ်ပေါ့နော်ဒီမှာဘာလေးတွေကကျွန်တော်တို့ဒီက note တွေကိုကိုရှင်းရှင်းလင်းလင်းသိပြန်ပြီးတော့ counter လိုက်ချင်တယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်ဟို group လေးတွေခွဲလို့ရတယ်ပေါ့နော်ဒီကောင်ကြဘေးကိုရောက်သွားပြီကျွန်တော်ဒါဒီ group ဒီဒါ structural column ပိုင်းကိုရောက်သွားပြီပေါ့နော်ဒါဒီ structural column ကိုဖန်တီးတာအဲဒါဆိုရင်ဒီကောင်ကိုကျွန်တော်တို့ကဒီ note ကိုကျွန်တော်တို့က flip ပေးလိုက်မယ်နော် flip ပေးပြီး right click ထောက်လိုက်မယ်ပြီးရင်ကျွန်တော်ဘာလုပ်မှာလဲဆိုရင် make group sorry create group ပေါ့နော်ဒီ group ပြီးရင်ဒီမှာ title လေးလုပ်လိုက်ပေါ့နော်ဒါဘာလို့ရလဲဆိုရင် rename ပေးလိုက်လို့ဒီမှာ color လေးတွေလည်းချိန်လို့ရတယ်ပေါ့နော် double click ခောက်လိုက်မယ်ခောက်ပြီးသွားပြီဆိုဒီကောင်ပါလဲဆိုရင် structure ရဲ့ structure c slant column ပေါ့နော် SALENT slanted column ဒီကောင်ကဘာလဲဆိုရင်ဒီကောင်ကကျွန်တော်တို့ဒီမှာ letter နော် letter ဒီကောင်ကဘာဖြစ်မှာလဲဆိုရင် length ဟုတ်ပြီနော်သူ့ကိုဘာလုပ်လဲဆိုရင် double click ခောက်ပြီးတော့သူ့ကို length access ပေါ့နော်ဒါလေးပြန်ပေးလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်ဗျကျွန်တော်တို့ဒီမှာ input ထည့်ရမယ့်ကောင်လေးတွေကိုဟွာ divider လုပ်မယ်ဆိုရင်သူဒီ import is import ဟုတ်ပြီနော်ပြီးသွားပြီဆိုရင်ဒီကောင်ကတော့မလိုသူရဲ့သူရဲ့သူရဲ့က what ဒါတွေကဘာလဲဆိုရင် the group ဒီလိုကိုလည်း select ပေးမယ် right click ထောက်မယ်ဘာလုပ်လို့ရလဲ create group လုပ်လို့ရတယ်နော်ခုကြပါပြလဲဆိုရင်ဒီကောင်ကကြတော့ data group ပေါ့နော် data group ဆိုပြီးတော့ဒီကောင်ကဘာလဲဆိုရင်ဒီကောင်ကို double click ခောက်ဒီကောင်ကဘာလဲဆိုရင် age access ပေါ့နော်ဒီကောင်က y access ဒီကောင်က z access ပေါ့နော် data group ဒါဆိုရင်ဒီကောင်လေးဒီလည်းပဲ
is import is import ဆိုလေ is import ကောင်းတာဘာလဲဆိုဒီမှာဆိုရင် hyz hyz တွေကဒီမှာဒါတော့ start and နော် start and မှာ distance h distance နော် h distance ရဲ့အောက်ကဒါလာသွားမယ်ဒါဒီရဲ့အောက်ကဒါသွားမယ်ဒါဆိုဒီကောင်လေးရဲ့ input တွေပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဒါလေးကိုဘာလုပ်လိုက်မလဲစေ့လိုက်မယ်နော် better and slanted column ဆိုပြီးတော့SLAN D တွေနော် SLAN SLAN နော် slanted column လို့ပေးလိုက်နော်ပြီးသွားပြီဆိုရင်ကျွန်တော်စေ့လိုက်မယ်စေ့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကဘာကိုပိတ်လိုက်မလဲဆိုရင် dynamo ကိုပိတ်လိုက်မယ်နော် okay အဲ့ဆိုရင်ဒီမှာကျွန်တော်ဒီ column လေးကိုကျွန်တော်ဘာလုပ်လိုက်မလဲပြန်ပြီးတော့ delete လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က manage ထဲကနေပြီးတော့နော် dynamo player လေးကိုပေါက်ဖွင့်မယ် okay အဲ့လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာ folder ထည့်တာတော့အရင် video file မှာပြထားပြီးသားဖြစ်တယ် data တွေထည့်ချင်တယ်ဆိုရင်ဘာလုပ်ရလဲဒီမှာဒါလေးရှိတယ်ဗျနော်ဒါလေးရှိတယ် edit import ဒါကကြတော့ dynamo ကိုသွားပြီး edit လုပ်တယ်ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုဒီမှာ start point end point တွေဘာလုပ်လို့ရလဲကျွန်တော်တို့ဒီမှာဖြည့်လို့ရတယ်ပေါ့နော်ကိုကကိုဒီမှာဆိုလဲ slide လေးတွေကစားလို့ရတယ်ပေါ့နော်စိတ်ကြိုက်ကစားလို့ရတယ်ကြိုက်ပြီဆိုရင်ဒီ clock လေးကိုနှိပ်ချလိုက်ရင်ဒီမှာပြန်ပေါ်တယ်ပေါ့နော်ဟုတ်လားအဲ့တော့ဒီမှာကစားမယ်နှိပ်မယ်ပြောင်းသွားတယ်နော်ထပ်ကစားမယ်နှိပ်မယ်ပြောင်းသွားတယ်နော်ဟုတ်ပလားအဲ့တော့ကျန်တဲ့ဒီဟိုဟာလေးတွေကကျွန်တော်တို့တော့တူဒီမှာရှိတာပြီးသား start point end point step ဒါ step ကဘယ်နှခုသွားမှာလဲနော်2နဲ့သွားမှာလားဟုတ်ပြီနော်ပြီးရင် step and start ဒါကကျွန်တော်တို့ဟိုမှာဒီ input ပေးတဲ့ပုံမှာမူတည်တာပေါ့နော်ဒါဒီမှာပို့ပြီးတော့ကွဲပြားခြင်းနေဆိုရင် edit ထဲကိုသွားမယ်သွားပြီးတော့ဒီ start ဒီဘာ start လဲ8 step 8က step 8က end နော်ဒါမျိုးလေးဒီလေးရှာကွဲအောင်ရေးနော်ပိုကောင်းတာပေါ့နော်ဒါဆိုရင်ကိုဒီမှာဘယ်လိုပေါ်လဲဆိုတော့သိပြီဆိုရင်ခုနကတော့ကျွန်တော်တို့ note ကို running ကိုသေချာပေးခဲ့မယ်ဆိုရင်dynamo player ပတ်တာလေးတရရလေးဖြစ်သွားပါလိမ့်မယ်နော်ဟုတ်လားဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုကြမှာပြန်ဆုံပါမယ်ဗျ